တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ တပ်မတော်ကို ပြုပြင်ပြောင်းလဲရေးတွေပါဝင်တဲ့ ရွေးကောက်ပွဲကြေညာစာတမ်းကို NLD ပါတီက ထုတ်ပြန်လိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။ အဓိကအတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေမှာ အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် ကျင့်သုံးဆောင်ရွက်မယ့် အခြေခံမူဝါဒတွေအဖြစ် နိုင်ငံရေးကြေညာစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။ တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကဦးစားပေးထားတဲ့ NLD ရဲ့ နိုင်ငံရေးကြေညာစာတမ်းနဲ့ ပတ်သက်လို့တော့ ပါတီရဲ့ပြောခွင့်ရ ဦးဝင်းမြင့်က အခုလိုပြောပါတယ်။ “ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့က ရွေးကောက်ပွဲဝင်တဲ့အခါမှာ ကျနော်တို့ရဲ့ majority vote ရလို့ ကျနော်တို့အစိုးရဖွဲ့နိုင်လို့ရှိရင် ကျနော်တို့လုပ်ပိုင်ခွင့်ရှိလို့ရှိရင် ဒီမူတွေနဲ့အညီလုပ်ပါမယ်ဆိုတာ ပြည်သူကိုကျနော်တို့က ကြိုအသိပေးတာ။ ကျနော်တို့နိုင်ငံ ပြည်ထောင်စုနိုင်ငံတည်ထောင်မယ်ဆိုရင် တိုင်းရင်းသားတွေမပါဘဲနဲ့ ပြည်ထောင်စုနိုင်ငံတည်ထောင်လို့မရဘူးဗျ။ တိုင်းရင်းသားလူမျိုးစုတွေအားလုံးတွေပါမှ ပြည်ထောင်စုနိုင်ငံတည်ထောင်လို့ရမှာ။ အဲဒီတော့ တိုင်းရင်းသားလူမျိုးစုတွေကလည်း တန်းတူညီမျှတဲ့အခွင့်အရေးတွေမဟုတ်ဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိရမယ်ဆိုတာ နဂို ၈၈ ပါတီထောင်တဲ့ကိုမှ ပါတီရဲ့မူဝါဒသဘောထားမှာပါသလို ၉၀ ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းမှာလည်း အဲဒါပါခဲ့တယ်ဗျ။ အဲဒီတုန်းကပါခဲ့တာ အခုမှပါတာမဟုတ်ဘူး။ ဒါကြောင့်မို့လို့ ကျနော်တို့က တိုင်းရင်းသားအရေးကို အရှိန်နဲ့ကျနော်တို့ကအရေးထားတယ်။ အလေးပေးတယ်။ ဘာလို့လဲဆိုတော့ ပြည်ထောင်စုနိုင်ငံတကယ်တည်ထောင်မယ်။ ပြည်ထောင်စုနိုင်ငံတည်ထောင်ရင် တိုင်းရင်းသားတွေမပါဘဲ လုံးဝတည်ထောင်လို့မရဘူး။ တိုင်းရင်းသားတွေပါမှ တည်ထောင်လို့ရမှာမို့လို့ ဒါကြောင့်ကျနော်တို့က တိုင်းရင်းသားအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးထားတာဗျ။” အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တိုင်းရင်းသားနယ်မြေ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ပါတီရဲ့ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ပါတီအနေနဲ့လည်း တိုင်းရင်းသားမဟာမိတ်တို့နဲ့ အစဉ်တစိုက်ဆွေးနွေးညှိနှိုင်းမှုတွေရှိတယ်လို့ ပါတီဘက်ကပြောပါတယ်။ ဒါပေမယ့် ၁၉၉၀ ပြည့်ရွေးကောက်ပွဲကာလက အဓိကအတိုက်အခံ NLD ပါတီရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကတော့ NLD အနေနဲ့ လွတ်လပ်တဲ့တိုင်းရင်းသားပါတီတို့နဲ့ တန်းတူဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ “လွတ်လွတ်လပ်လပ်တန်းတူရည်တူပြောနိုင်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတခုကိုတော့ သူနဲ့ပါသွားရမှာပဲလေ။ ဟုတ်လား။ သူ့အောက်ကတိုင်းရင်းသားတွေကတော့ ဘာမှပြောလို့ရမှာမဟုတ်ဘူး။ ကျနော်တို့တွေပေါ့ အထူးသဖြင့် UNA မပါဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်လိုနည်းနဲ့မှ တိုင်းရင်းသားတွေရဲ့ထောက်ခံမှုကတော့ ရမယ်မထင်ဘူး။ နောက်ပြီးတော့ ဗမာ့နိုင်ငံရေးက တိုင်းရင်းသားတွေလည်းအရေးပါတာပဲနော်။ အဲဒီတော့ ဘာပဲဖြစ်နေလွတ်လွတ်လပ်လပ်ရှိတဲ့တိုင်းရင်းသားတွေ တန်းတူရည်တူပေါင်းပြီးတော့မှ အကြံဉာဏ်ယူမှပဲရမယ်။ ကျနော်တို့ကိုတော့ ဒုတိယသားစားအနေနဲ့ ဆက်ဆံလို့လည်း ကျနော်တို့ကလက်ခံမှာမဟုတ်ဘူးလေ။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ တန်းတူရည်တူပေါင်းမယ်။ အဲဒီပြောတယ်ဆိုတဲ့နေရာမှာလည်း တပည့်မရှိဘူး ရှင်းပြောရင်တော့ မိတ်ဆွေကောင်းအနေနဲ့ ကျနော်တို့ စကားပြောကြမှာပဲ။” နှစ်ပေါင်းများစွာတည်တံ့နေတဲ့ တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် ပါတီကိုယ်စားလှယ်တိုင်းရင်းသားတွေနဲ့တင် ဆောင်ရွက်လို့ရနိုင်မှာမဟုတ်ဘဲ တိုင်းရင်းသားပါတီတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှဖြစ်မယ်လို့ ဦးခွန်ထွန်းဦးက ထောက်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။ အဓိကအတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုဖော်ဆောင်နိုင်ရေးကို တစိုက်မတ်မတ်အာရုံစိုက်လုပ်ဆောင်နေတယ်လို့ ပြောဆိုပါတယ်။ ပါတီရဲ့နိုင်ငံရေးကြေညာစာတမ်းမှာတော့ တိုင်းရင်းသားအရေးအပြင် အခြေခံဥပဒေပြင်ဆင်ရေး၊ ခေတ်မီပြီး အဆင့်အတန်းမြင့်မားတဲ့တပ်မတော်တည်ဆောက်ဖို့၊ ကျစ်လစ်တဲ့အစိုးရတရပ်ပေါ်ပေါက်လာရေး၊ လယ်သိမ်းယာသိမ်းကိစ္စတွေဖြေရှင်းပေးဖို့၊ ပြည်တွင်းပြည်ပအလုပ်သမားတွေအရေး၊ ပညာရေးအဆင့်အတန်းမြှင့်တင်ဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ဖို့အပါအဝင် လူငယ်အမျိုးသမီးအရေးတွေကိုလည်း ထည့်သွင်းရေးဆွဲထားပါတယ်။